အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြန်မာစာတမ်းကိုအလိုလျောက်ထိုးတဲ့နည်းကိုကျွန်တော်လေ့လာရမှာဗျမြန်မာစာတမ်းကိုထိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အထူးလုပ်ကြည့်အောင်ဗျပထမဦးဆုံးကျွန်တော်တို့ဒီမှာ test ပေါ့နော် test ကိုနှိပ်ပြီးမှ auto caption ဆိုတဲ့အချက်ဗျ auto caption ကိုနှိပ်ရမှာနော် auto caption နှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ spoken language မှာမြန်မာစာယူရမှာဗျ language မှာတော့အများကြီး share ပေါ့နော်ဒါပေမဲ့ကျွန်တော်မြန်မာစာပြန်ခိုင်းစိတ်ချင်တဲ့အတွက်ကြောင့်မြန်မာစာယူရမှာနော်မြန်မာစာယူဒီမှာဒီလိုမျိုးနှိပ်လိုက်ရပြဒီမှာဒါမျိုးဆိုရင်ရပြီနော်အဲ့ဒါပြန်နေကျွန်တော်တို့ဒီမှာ generate နှိပ်ရမှာဗျ generate နှိပ်မှသူ 100% ပြအောင်စောင့်ရမှာပေါ့နော်ခဏကျွန်တော်ဒီက100ပြည့်ပြီဆိုရင်ဒီမှာစာတန်းတော့ပေါ်လာပြီပေါ့နော်စာတန်းပေါ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ font မမှန်ဘူးဗျမြန်မာစာတန်းထိုးတာမမှန်ဘူးဗျမမှန်တဲ့ခါကျွန်တော်တို့ဘာလို့ပြန်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာ font ပြန်ထည့်ရမှာပေါ့နော်မြန်မာ font ထည့်ဖို့အတွက်ကြတော့ကျွန်တော်တို့ဒီမှာ Google မှာကျွန်တော်တို့ဟို font တော့တောင်းရမှာဗျ Google မှာကျွန်တော်တို့ဟို Notosan မြန်မာဆိုမှရိုက်ချရမှာနော် Notosan မြန်မာဆိုမှရိုက်ချလိုက်ရင်ဒီဟာ Google font ဒီဟာပေါ်လာမှာပါဒီဟာပေါ်လာပြီဆိုကျွန်တော်တို့ဒီမှာ Notosan မြန်မာဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်ပြီးပြီဆိုတော့ねကျွန်တော်တို့ဒီမှာ get font ဆိုတာရှိဗျ get font get font ကိုနှိပ်ရမှာဗျ get font နှိပ်လိုက်ရင်ကျွန်တော်တို့ download လုပ်ရမှာနော်ဒီ font ကို download လုပ်ပြီးဆိုတော့ねကျွန်တော်တို့ဘယ်မှာတော့ကျွန်တော်ထည့်ရမှာပါဒီကျွန်တော်တို့ဒီ storage ထဲမှာပေါ့နော်ပြန်တော့ထည့်ရမှာကျွန်တော်တို့ဒီ download ထဲမှာပဲထည့်ရလိုက်မယ်နော် extract ပေါ့ extract ဆိုတာပြန်ထည့်လိုက်တာပေါ့နော်အမျိုးဆိုဒီမှာ Notosan မြန်မာဆိုတာပေါ်လာပြီဗျဒီမှာနော် Notosan မြန်မာကျွန်တော်တို့ဒီဟာဒီမှာနော်ဒီမှာ font တွေအများကြီးရှိဗျကျွန်တော်တို့ကြိုက်တဲ့ font ထည့်လို့ရတယ်ဒါ down ပြီးသွားပြီဆိုတော့ねကျွန်တော်တို့ဒီ CapCut ထဲပြန်သွားရမှာဗျ CapCut ထဲသွားမှကျွန်တော်တို့ဒီမှာဟိုပါပေါ့နော် style ပေါ့ style ထဲပြန်နှိပ် style ထဲပြန်နှိပ်မှကျွန်တော်တို့ဒီမှာ font ဆိုတာရှိရဗျ font ပြန်နှိပ်ရမှာနော် font ပြန်နှိပ်ရမှာဖြစ်တဲ့အတွက်ပြီးရင်ကျွန်တော်တို့အောက်မှာ my font ဆိုတဲ့ဟာရှာမှာအခုကကျွန်တော်လောလောဆယ်ကျွန်တော်တို့က font ကကျွန်တော်ထည့်ထားပြီးဆိုတော့ကျွန်တော် my font ဆိုတာအရှိမပေါ်လာတယ်တကယ်လို့မထည့်ရသေးဘူးဆိုရင်တို့ကအနောက်ဆုံးမှာပေါ်လာမှာဗျဒီလိုနောက်ဆုံးမှာပေါ်လာရမှာဗျအဲ့ဒါပြီးရတယ်ကျွန်တော်တို့ဒီ my font ထဲမှာ add ဆိုတဲ့ဟာနှိပ်ရမှာဗျ add နှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ my font ဆိုတာပြန်နှိပ်ရမှာဗျ my font ဆိုတော့ကျွန်တော်တို့ down ထားတဲ့ဟာနော်ကျွန်တော်တို့ down ထားတဲ့ဟာပြန်တော့ယူရမှာနော် download ထဲမှာကျွန်တော်တို့ဒီထဲမှာနော်ဒီထဲမှာဆိုကျွန်တော်တို့ font တွေအများကြီးရှိတယ်ကြိုက်တော့တစ်ခုနှိပ်လိုက်ပြီတဲ့ကျွန်တော်တို့အမှန်ချင်းလိုက်ဗျအမှန်ချင်းနှိပ်လိုက်ဆိုဒီမှာပေါ်လာပြီနော်ဒီမြန်မာစာပေါ်လာပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဟာတစ်ခုစမ်းကြည့်အောင်နော်ဒီမှာအမှန်ချင်းနှိပ်လိုက်မယ်တက်မှာလက်ကလေးတော့တွဲပြီးခေါ်ရတယ်တွေ့လား ငါမြင်နေအခုဆိုရင်မြန်မာစာ font မှန်သွားပြီပေါ့နော်ဟုတ်ကဲ့ဒီနေ့လေ့လာရတဲ့ဟာတော့ကျွန်တော်တို့မြန်မာစာတန်းဘယ်လို auto ထိုးလဲပြီးရင်ကျွန်တော်တို့မြန်မာစာ font ကိုဘယ်လိုထည့်ရလဲဘယ်လိုတော့ down ရလဲဆိုတာလေ့လာရတဲ့သင်ခန်းစာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ